ပါနော်ဒီနေ့ပေါ့နော်တော့10နှစ်က post လေးတစ်ခုကိုပြန်ဖတ်မိရပေါ့နော်လူငယ်တော့10နှစ်ကကျွန်တော်ဗာရေးထားလဲဆိုတော့ချိန်မာတော့ငါရဲ့ချစ်တွေမင်းလေးနားလိမ့်မယ်ညော်လေးရှင်နေအဝေးမှာနေခဲ့မယ်အဲ့စာလေးကိုကျွန်တော် share ထားတော့တငယ်ချင်းတွေပေါ့နော်ကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းတွေအကုန်လုံးကျွန်တော်ဟဟပေးသွားကြရပေါ့နော်အဲ့နဲ့ကျွန်တော်မှ idea လေးခုရသွားတယ်တကယ်လို့ဒီစကားကိုကျွန်တော်တချင်းအနေနဲ့ဆိုမယ်ဆိုရင်သူတို့တွေဘာများဆက်ပြောကြမလဲပေါ့နော်အဲ့နဲ့ကျွန်တော်ဒီနေ့ဒီနေ့ကုန်လုံးအဲ့တချင်းလေးကိုဆိုနေမိရပေါ့နော်အဲ့တချင်းလေးကမြင်နိုင်တဲ့ကိုရဲ့ချစ်တွေမင်းရဲ့နာမရှိတော့မြင်နိုင်တဲ့မင်းရဲ့နာမရှိခဲ့ရနာမဟုတ်ဘူးချိန်လာတော့ငါရဲ့ချစ်တွေမင်းလေးနာလိမ့်မယ်ညော်လေးရှင်နဲ့ချင်းလေးပဲဖြစ်ပါတယ်ခုချိန်မှာအဲ့ဒီချင်းကိုထက်ခါဆိုမိနေရပါတော့လွန်ခဲ့သော10နှစ်ကလည်းဒီစာသားလေးကိုကျွန်တော်ရေးခဲ့တယ်အခု2025ရောက်တော့လေတူညီတဲ့ခံစားချက်လေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီချင်းလေးကိုဆိုလိုက်ရတာပဲဖြစ်ပါတယ် bye bye